ဗုဒ္ဓဆိုတာထာဝရဘုရားသခင်လားဖန်ဆင်းရှင်ပုဂ္ဂိုလ်ကြီးလားဒီနေ့တော့ဒီမိကွန်းလေးကိုအဖြေရှာကြည့်ကြပါမယ်ဘာသာတရားတွေအကြောင်းပြောကြတဲ့အခါဘုရားနတ်ဘုရားဗျမ္မာထာဝရဘုရားသခင်ဖန်ဆင်းရှင်ဆိုတဲ့ဝေါ်ဟာရတွေကမပါမဖြစ်အရေးပါတဲ့အရာတွေပါဟိန္ဒူမှာဆိုဗျမ္မာရှီဝနတ်ဘုရားခရစ်ယာန်မှာဆိုထာဝရဘုရားသခင်အစ္စလာမ်မှာဆိုအလ္လာဟ်ထာဝရဘုရားသခင်ဗုဒ္ဓဘာသာမှာဆိုဂေါရမမြတ်ဗုဒ္ဓဆိုပြီးကိုးကွယ်ရာပုဂ္ဂိုလ်တွေအသီးသီးရှိကြပါတယ်အဲ့ဒီအထက်မှာဗုဒ္ဓဘာသာဝင်တွေယုံကြည်ကိုးကွယ်ကြတဲ့ဗုဒ္ဓဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲနတ်ဘုရားတစ်ပါးလားဒါမှမဟုတ်ထာဝရဘုရားသခင်ဖန်ဆင်းရှင်ပုဂ္ဂိုလ်ကြီးလားအဲ့ဒါနဲ့ပတ်သက်ပြီးနည်းနည်းလောက်လေ့လာကြည့်ကြရအောင်ဗုဒ္ဓဘာသာဝင်တွေယုံကြည်ကိုးကွယ်ကြတဲ့ဗုဒ္ဓဆိုတာထာဝရဘုရားသခင်လည်းမဟုတ်ဖန်ဆင်းရှင်ပုဂ္ဂိုလ်လည်းမဟုတ်ဗျမ္မာလည်းမဟုတ်တယ်လို့နတ်ဘုရားတစ်ပါးလည်းမဟုတ်ပါဘူးလူသားမင်းခင်မှမွေးဖွားလာခဲ့တဲ့တူနိုင်မဲ့လူသားစစ်စစ်တူဖြစ်တယ်ဗုဒ္ဓကိုလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော် BC 623ခုနှစ်မှာဒီနှစ်ခေတ်နီပေါနိုင်ငံအတွင်းမှာရှိတဲ့လုံပိနီလို့ခေါ်တဲ့အင်ဂျင်ဥယျာဉ်တော်လေးမှာမွေးဖွားခဲ့တယ်ခမဲတော်ကသုတ္တရဏဘယံမေတော်ကမဟာမာယာဒေဝီမိဖုရားငင်းနာမီကသေရထဂေါရမလို့အမည်တွင်ခဲ့တယ်မင်းမျိုးမင်းတွေမှာမွေးဖွားလာခဲ့ပြီးဆင်းရဲဒုက္ခဆိုတာဘာမှန်းကိုမသိတတ်လောက်အောင်ပြည့်စုံခဲ့ရတဲ့သူမို့ဆင်းရဲခြင်းရောက်နေသူတဦးကိုကိုယ်တိုင်မြင်လိုက်ရတဲ့အချိန်မှာဆင်းရဲဒုက္ခဆိုတာကိုသူအရန်သိကျင်သွားခဲ့တယ်ဘာလို့ဆင်းရဲဒုက္ခရောက်နေကြရတယ်လဲဆင်းရဲဒုက္ခကိုဘယ်လိုကျော်လွှားရမလဲဒီမိကွန်းတွေကိုအဖြေရှာဖို့သူပိုင်ဆိုင်တဲ့ဘယင်စည်းစိမ်တွေနဲ့သူနေထိုင်ရာမင်းနှန်းတို့ကြီးကိုစွန့်ခွာထွက်သွားခဲ့တယ်6နှစ်ကြာပင်ပန်းခံအဖြေရှာပြီးတဲ့နောက်အဖြေတွေအားလုံးသူရှာတွေ့ခဲ့ပါတယ်အသိဉာဏ်အလင်းတကားကိုဖွင့်လှစ်နိုင်ခဲ့တယ်အရာရာကိုသိမြင်နားလည်ခဲ့တယ်တဘာဝလောကကြီးအကြောင်းတက်ရှိတက်မဲ့တို့ရဲ့ဖြစ်တည်ပျက်စီးမှုအကြောင်းတရားအားလုံးကိုလေးလေးနက်နက်သိမြင်နားလည်နိုင်ခဲ့ပါတယ်ဘဝရဲ့ပြဿနာတွေဆင်းရဲဒုက္ခတွေဒုက္ခရဲ့အကြောင်းတရားတွေဒုက္ခမှလွတ်မြောက်ရာလမ်းစဉ်တွေကိုလောကသူလောကသားတို့ဟာရှင်းပြသွန်သင်နိုင်ခဲ့တယ်လောကသူလောကသားတွေကိုဒုက္ခဆိုမျိုးတစ်ခုမျှပဲမရှိတော့ရငြိမ်းအေးချမ်းသာမှုအစစ်မှန်ကိုဆောင်ကျင်ပေးနိုင်ခဲ့တယ်ဒီလိုနဲ့လောကသူလောကသားတို့ရဲ့ကိုးကွယ်အားထားရာပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကြီးဖြစ်လာခဲ့ပါတယ်ဗုဒ္ဓဘာသာဝင်တွေအနေနဲ့မြတ်ဗုဒ္ဓကိုယုံကြည်အားထားကြတယ်ဆိုတာလောကကိုဖန်ဆင်းတဲ့သူတကုရှင်ပုဂ္ဂိုလ်ကြီးအဖြစ်ယုံကြည်ကိုးကွယ်ကြတာမျိုးမဟုတ်ပါဘူးလမ်းညွှန်ပြတတ်သူအနိုင်မဲ့ဆရာတဆူဖြစ်တာယုံကြည်အားထားကြတာပါမြတ်ဗုဒ္ဓရဲ့ဟောပြောချက်တွင်တင်ချက်တွေကိုလိုက်နာကျင့်သုံးကြအဖြစ်ဘဝပြဿနာအားလုံးဆင်းရဲဒုက္ခအားလုံးအဆုံးသတ်နိုင်ပြီးငြိမ်းအေးချမ်းသာမှုအစစ်အမှန်ကိုဧကံရရှိကြလိမ့်မယ်လို့ဗုဒ္ဓဘာသာဝင်တွေကယုံကြည်ကြပါတယ်မြတ်ဗုဒ္ဓရဲ့ကြီးမားလေးနက်လာတဲ့အသိဉာဏ်ပညာတို့ကိုသာအဓိကထားလေးစားယုံကြည်ကြတာပါအချို့မဟာယာနဗုဒ္ဓဘာသာတွေမှာတော့ဗုဒ္ဓကိုနတ်ဘုရားအဖြစ်ဗောဓိတတ္တအဖြစ်နဲ့ယုံကြည်ကိုးကွယ်ကြတာမျိုးတွေရှိပါတယ်ဒါပေမဲ့ဗုဒ္ဓကိုဘဝလမ်းညွှန်သူအနိုင်မဲ့ဆရာတဆူဖြစ်တာအဓိကထားလက်ခံကြတာပါဗုဒ္ဓကိုထာဝရဘုရားသခင်ဖန်ဆင်းရှင်ပုဂ္ဂိုလ်ဖြစ်လုံးဝမတတ်မှတ်ကြပါဘူးဒီတော့ဗုဒ္ဓဆိုတာထာဝရဘုရားသခင်ဖန်ဆင်းရှင်ပုဂ္ဂိုလ်လားလို့မေးလာခဲ့ရင်လုံးဝမဟုတ်ပါဘူးလို့ပဲအဖြေပေးရမှာပါလူသားမင်းခင်မှာမွေးဖွားလာခဲ့သူဖြစ်ကြောင်းတက်တဲ့အနေနဲ့ဗုဒ္ဓကိုမွေးဖွားခဲ့တဲ့နေရာဗုဒ္ဓအသိဉာဏ်ထူးကိုရရှိခဲ့တဲ့နေရာဓမ္မအသိကိုစတင်ဖြန့်ချိခဲ့တဲ့နေရာဗုဒ္ဓပြိဋိဘံဝန်ဆံခဲ့တဲ့နေရာတွေမှတ်တမ်းမှတ်ရာတွေအားလုံးဟာကမ္ဘာမှာဒီနေ့အထိတည်ရှိနေပါသေးတယ်ဒါကြောင့်မို့ဗုဒ္ဓဆိုတာဘယ်လိုပုဂ္ဂိုလ်လဲဆိုတဲ့မေးခွန်းကိုအဖြေပေးရရင်ဗုဒ္ဓဆိုတာကမ္ဘာလူသားတစ်ပင်ကြီးရဲ့အထူးခြားဆုံးပန်းတပွင့်ပါပဲကမ္ဘာပေါင်းအသင်းချီ
နှစ်ကာလပေါင်းအသင်ကြီးကြာမြင့်ပြီးမှပွင့်လန်းလာနိုင်တာဖြစ်တဲ့အတွက်တကယ်ကိုပဲအံ့ဩဖွယ်တူနိုင်မဲ့ထူးခြားလာတဲ့ပန်းတစ်ပွင့်ဖြစ်ပါတယ်ဒီ channel လေးမှာဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အသိဘုဒ္ဓတာတွေဗုဒ္ဓဘာသာဝင်တိုင်းသိထားတဲ့သိကျင်ကြမယ့်အကြောင်းအရာလေးတွေကိုလူတိုင်းနားလည်စေနိုင်ဖို့စ조사မျှဝေပေးသွားမှာဖြစ်ပါတယ်အကယ်၍စိတ်ထဲသိကျင်နေတာတွေမေးကျင်နေတဲ့မေးခွန်းလေးတွေရှိရင်လည်းကွန်မန့်ထဲမှာမေးမြန်းထားခဲ့နိုင်ပါတယ်တတ်နိုင်တဲ့လောက်တော့စ조사အဖြေပေးသွားမှာပါအားလုံးအသိပညာပြည့်ဝ၍အကျိုးရှိသောဘဝကိုရရှိပိုင်ဆိုင်နိုင်ကြပါစေ